ကျွန်တော်တို့မြန်မာနိုင်ငံကိုစားအပြုမျိုးသမီးကလပ်အသင်းတစ်ခုဖြစ်တဲ့ AOD FC အသင်းကတော့ AFC Women Champion League ရဲ့ခြေစစ်ပွဲစဉ်နှစ်ပွဲလုံးအကောင်းဆုံးပုံစံတွေနဲ့နိုင်ယူပြသွားခဲ့ပြီးတော့ခြေစစ်ပွဲအောင်မြင်ဖို့လက်တကမ်းလိုရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။တိုင်ပွဲအပြီးမှာတော့ AOD FC United ရဲ့နီးပြချုပ်ကြီးဖြစ်တဲ့ Kumiko Takashiro နဲ့ဒီနေ့ပွဲမှာအကောင်းဆုံးကစားသမားစုရခဲ့တဲ့မေထက်လူတို့ကသတင်းစာရှင်းလင်းပွဲကိုတက်ရောက်လာခဲ့တာကိုလည်းမြင်တွေ့ခဲ့ရပါတယ်။ကျွန်တော်တို့နီးပြချုပ်ကြီး Kumiko Takashiro ကတော့သတင်းစာရှင်းလင်းပွဲမှာသူ့ရဲ့အသင်းသားတွေဒီနေ့လုံးဆောင်ပြသွားတဲ့အရာအင်ပတန်မှအထင်ကြီးလေးစားတာဖြစ်ပြီးတော့အခုလိုမျိုးဂိုးတွေလိုအပ်နေတဲ့အချိန်မှာဂိုးတွေခက်များများသွင်းနိုင်ခဲ့တဲ့အတွက်လည်းတကယ်မှကျေးဇူးတင်ပြီးတော့ဂုဏ်ယူမိတဲ့အကြောင်းလည်းပြောကြားသွားခဲ့တာကိုတွေ့ရပါတယ်။ဒါအပြင်ကိုထင်တာအထက်ကစားသမားတွေအားလုံးဟာနိုင်ငံတွေမတူညီတာတော့မှရပ်ပိုင်းအချိန်လိုအလေးတွဲမဲ့ရတာတော့မှတယောက်နဲ့တယောက် communication ရှိပြီးတော့အချိတ်ဆက်မိနေတာဟာအင်ပတန်မှကစားပွဲအတွက်ကောင်းမွန်တဲ့ရလဒ်တစ်ခုအဖြစ်ဖော်ဆောင်လာနိုင်တယ်ကိုလည်းဒီရှိကပွဲစဉ်နှစ်ပွဲမှာမြင်တွေ့ခဲ့ရတဲ့အကြောင်းကိုလည်းနီးပြချုပ်ကြီးကထည့်ပြောသွားတာလည်းရှိပါတယ်။အဲဒါကြောင့်လာမယ့် new time နဲ့ပွဲမှာအကောင်းဆုံးပုံစံတွေထပ်မံပြီးတော့ချပြသွားမယ်လို့သူကပြောကြားသွားခဲ့ပါတယ်။ new time နဲ့ပွဲဟာအနေငယ်ခက်မယ်ဆိုပေမဲ့လည်းသူတို့လိုချင်တဲ့နိုင်သုံးဘက်ကိုရအောင်ယူသွားဖို့အတွက်ယုံကြည်မှုတွေရှိနေရလို့လည်းပြောကြားသွားခဲ့လို့လာမယ့်23ရက်နေ့မှာလည်းပြည်သက်တွေအနေနဲ့လာရောက်အားပေးဖို့အတွက်ကိုနီးပြချုပ်ကြီး Kumiko Takashiro ကဖိတ်ခေါ်သွားတာကိုလည်းတွေ့ရပါတယ်။မေထက်လူကတော့ဒီနေ့လက်ဘနွန်ကလပ်အသင်းဖြစ်တဲ့ No Limit နဲ့ကစားခဲ့တဲ့ပွဲမှာသူဟာသွင်းကို2ခုရယူနိုင်ခဲ့ခြင်းဟာအသင်းဘော်တွေရဲ့ကောင်းမွန်တဲ့ထောက်ပံ့ပေးမှုတွေကြောင့်ဖြစ်ပြီးသူတို့တယောက်တည်းဆွမ်းဆောင်ရရရှိတာမဟုတ်တာကြောင့်အသင်းဘော်တွေကသူ့ထက်ပိုကောင်းမွန်တဲ့အကြောင်းပြီးတော့အသင်းဘော်တွေနဲ့အတူလည်းအချိတ်ဆက်မိကစားနိုင်တဲ့အတွက်တကယ်ကိုပဲကောင်းမွန်တဲ့အခိုက်အတန့်တွေကိုပိုင်ဆိုင်ခဲ့တဲ့အကြောင်းနဲ့သူ့အနေနဲ့ရှေ့ပထမဦးဆုံးပွဲဦးတဲ့ပွဲစဉ်မှာမကစားဖြစ်ခဲ့တာသူ့ကိုလူစားမလေးခဲ့တဲ့အကြောင်းနဲ့ပတ်သက်လို့ရှိရင်တော့သူဟာလူစားဝင်ခွင့်ရခြင်းမရခြင်းပွဲထွက်ခွင့်ရခြင်းမရခြင်းဆိုတာထက် line စင်းထဲမှာမေထက်လူပါဝင်ခြင်းမပါဝင်ခြင်းဆိုတာထက်အသင်းအနိုင်ရရှိဖို့သာအဓိကဖြစ်တယ်လို့သူဟာဆိုင်သင်းရှင်းလင်းပွဲမှာပြောသွားပါတယ်။ဒါအပြင်သူဟာနီးပြရဲ့အပေါ်ကိုလည်းယုံကြည်မှုရှိကြောင်းနီးပြရဲ့နီးစနစ်တွေနဲ့စွမ်းဆောင်ရည်တွေအပေါ်မှာအင်တာမှာယုံကြည်ထားသူတယောက်ဖြစ်တာကြောင့်အကောင်းဆုံးပုံစံတွေနဲ့အရောက်ဒီအသင်းဟာဒီ AFC Champion League ပွဲစဉ်တွေမှာချပြနိုင်လိမ့်မယ်လို့သူမှလည်းယုံကြည်ကြောင်းပြောကြားသွားခဲ့ပါတယ်။AODအသင်းအနေနဲ့လာမယ့်23ရက်နေ့ညနေ4:00နာရီမှာအုပ်စုတွင်အင်အားတောက်သွင်းသောတစ်သင်းဖြစ်တဲ့ New Taipei City FC နဲ့တွေ့ဆုံကစားတော့မှာဖြစ်ပါတယ်ကျွန်တော်တို့ AOD FC အသင်းဟာဒီနေ့ကစားခဲ့တဲ့လက်ဘနွန်အမျိုးသမီး No Limit FC အသင်းကို8ဂိုးပြတ်နဲ့အနိုင်ရလိုက်တာမို့ကျွန်တော်တို့ဂိုးကွာခြားချက်ရNew Taipei ကလပ်အသင်းကိုတရေတမတ်ရယူရုံနဲ့ခြေစစ်ပွဲအောင်မြင်တော့မှာဖြစ်ပေမဲ့လည်းတကယ်ကြတော့ AOD FC ကအမျိုးသမီးငယ်လေးတွေအနေနဲ့အနိုင်ရရှိအောင်ကစားပြီးတော့3ပွဲကစား3ပွဲလုံးအနိုင်ဆိုတဲ့ရလဒ်နဲ့အတူခြေစစ်ပွဲကိုအောင်မြင်သွားဖို့လည်းလိုအပ်နေတာဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့ပြီးခဲ့တဲ့ရာသီတုန်းက AFC Women Champion League ကိုဝင်ရောက်ရှင်ပြိုင်ထားခဲ့တဲ့ ISP အသင်းကလည်းအခုလိုမျိုးပဲခြေစစ်ပွဲစဉ်မှာ3ပွဲကစား3ပွဲလုံးနိုင်ပြီးတော့အုပ်စုအဆင့်ကိုတက်လှမ်းနိုင်ခဲ့တာကြောင့်လည်းဖြစ်ပါတယ်။အဲဒါကြောင့်လည်း AOD FC အနေနဲ့မြန်မာအသင်းတွေရဲ့အဆင့်အလားကိုဆက်လက်ထိန်းသိမ်းပြီးတော့23ရက်နေ့မှာ New Taipei နဲ့တွေ့ဆုံရမယ့်အချိန်မှာအကောင်းဆုံးပုံစံတွေလုပ်ပြသွားနိုင်မလားဆိုတော့ကျွန်တော်တို့အားလုံးပြည်သက်တွေနဲ့ထပ်တူဆက်လက်စောင့်မျှော်ခံစားရင်းနဲ့ပဲကျွန်တော်တို့ AOD FC အသင်းနဲ့ New Taipei အသင်းတို့ရဲ့ AFC Women Championship 2029ခုနှစ်ရဲ့အုပ်စုနောက်ဆုံးပွဲစဉ်ကိုစောင့်မျှော်နေရတော့မှာပဲဖြစ်ပါတယ်ခင်ဗျာ။